အောင်မြင်မှုတချို့ရလာတာနဲ့ဘဝင်မြင့်သွားပြီးကြွားနေကြရဲဆိုပြီးတော့အစိုးရရွှေစင်ရောက်လာတယောက်ကတော့ပြင်းထန်ဝန်ဖန်ဆင်းခံနေမကြသေးမီကမှပြုခဲ့တဲ့အင်တာဗျူးတစ်ခုမှလည်းသူမကတော့ကထိန်ရာသီ60အတွင်းမှာ3200ဘိုးစာချုပ်ချုပ်ထားရတယ်။ရန်ကုန်နဲ့နယ်တွေမှာပါခြံတွေလိုက်ဝယ်နေရတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။တရုတ်ဆောင်တွေကပါသူမနဲ့တပ်ပုံလာရိုက်တယ်ဆိုပြီးတော့ကြီးကြီးကျယ်ကျယ်ပြောခဲ့တဲ့အတွက်ပရိသတ်တွေကြားထဲမှာဟိုလီကျော်ကျော်နဲ့ပွဲဆူသွားခဲ့ရပါတယ်။ဒါကြောင့်မို့လဲပရိသတ်တွေကတော့ဘဝင်မမြင့်နဲ့ဘဝင်မမြင့်နဲ့လို့ပြပြတတ်တာနဲ့တတိပေးခဲ့ကြသလိုတချို့ကလည်းကိုယ်ပိုင်သချင်းတော်မှမရှိဘဲနဲ့သူများသချင်းတွေလိုက်ဆိုပြီးတော့အခုလိုမျိုးကြွားနေတာဟာမစီလျော်ဘူးလို့ခနဲ့တဲ့နဲ့ဝေဖန်လာခဲ့ကြပါတယ်။စကားပြောဆိုမတက်လို့ပရိသတ်အညိုညင်ခံရတဲ့ရွှေစင်ရုပ်လာအကြောင်းကတော့တော်တော်လေးကိုမှလူပြောများနေခဲ့ပါတယ်။ သူများသချင်းတွေနဲ့အောင်မြင်လာပြီးစီးမရှိလို့ဝေဖန်ခံနေရတဲ့ရွှေစင်ရုပ်လာမင်္ဂလာပါပရိသတ်ကြီးအဆိုတော်ရွှေစင်ရုပ်လာကတော့ TikTok မှာလွှမ်းပိုင်ရဲ့ဒန်နန်းနန်သချင်းကိုပြန်ဆိုရာကနေနာမည်ကြီးလာသူဖြစ်ပြီးနေကပွဲတွေငှားရမ်းနေသူများလာတာကြောင့်အဆိုတော်ဖြစ်လာခဲ့သူပါသူမကတော့ပွဲတိုင်းလိုလိုမှာလွှမ်းပိုင်ရဲ့ဒန်နန်းနန်သချင်းတစ်ပုဒ်သေးကိုပဲတီးဆိုပြီးတော့ပတ်စံတွေတင်ကျုံယူခဲ့တာဖြစ်ပါတယ်လွှမ်းပိုင်ရဲ့သချင်းကိုစတင်တီးဆိုခြင်းကလေးကခွင့်မတောင်းမဲပွဲတွေမှာဆိုခဲ့ပြီးတော့လူတီများလာမှာလွှမ်းပိုင်ကိုတောင်းပန်ပြီးတော့ခွင့်တောင်းခဲ့တာပါအခုလေလူငယ်အဆိုတော် M3 ရဲ့သချင်းကိုခွင့်မတောင်းမဲပွဲတွေမှာယူဆိုခဲ့ပြီးမှပတ်စံအရန်ရလာတာကြောင့်မူပိုင်အဆိုတော် M3 ကိုမုံပိုးပေးခြင်းတယ်လို့ပြောတဲ့စကားကြောင့်ဝေဖန်ခံနေရပါတယ် M3 ကလူငယ်အဆိုတော်ဖြစ်ပြီးတော့သူ့ရဲ့သချင်းတွေကိုကိုယ်တိုင်ရေးဆက်တီးဆိုတဲ့သူဖြစ်တာကြောင့်ရွှေစင်ရုပ်လာအနေနဲ့အစာကလေးကခွင့်ပြုချက်တောင်းတင်တယ်လို့ပရိသတ်တွေကဝေဖန်နေကြတာပါနောက်တစ်ခုကရွှေစင်ရုပ်လာကအဲ့ဒီသချင်းနဲ့နေပွဲဖျားပွဲတွေမှာလိုက်လံတီးဆိုတော့တပွဲကိုအနည်းဆုံး25သိန်းဝန်းကျင်ရနေရပါမူပိုင်ဆိုရှင် M3 ကိုမုံပိုးပေးဖို့ KB နံပါတ်တောင်းထားတယ်လို့ပြောတာကြောင့်မလေးစားရရောက်တယ်လို့ပြောဆိုနေကြတာအသက်40အရွယ်ရောက်မှဘဝကိုစရင်လဲစမှာပေါ်ဆိုပြီးတော့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ပွပွင့်လင်းလင်းပြောလာတဲ့စွတ်ထက်ကလေးအနုပညာလောကမှာဆယ်စုနှစ်နှစ်ခုတိုင်အောင်ရည်တည်နေခဲ့တယ်လို့ခုချိန်ထိလည်းနှုတ်ပြလန်းဆန်းနေစေဖြစ်တဲ့တရုတ်ဆောင်စွတ်ထက်ဧကရီကတော့သူ့ရဲ့ချစ်ရေးနဲ့ပတ်သက်ပြီးပရိသတ်တွေကိုအားသိစေလောက်အောင်စကားလေးတွေနဲ့ဖွင့်ချလာခဲ့ပါတယ်အသက်39နှစ်ရွယ်ရှိပြီဖြစ်ပေမဲ့လည်းအချစ်ရေးအလုံးမကြီးတက်တဲ့သူ့ရဲ့ခန်းစားချက်ကိုတကယ့်ကိုမှခိုးဖြစ်စေခဲ့ပါတယ်။ရေးစားတဲ့ချိန်တွေ့ရင်တော့မမေကိုမခေါ်ပါဘူးအိမ်မှာထားခဲ့မှာပေါ့လို့အရွှေဖောက်ရင်းနဲ့သူဟာတော့မိခင်ပေါ်မှာဘယ်လောက်ထိတိတက်နားလဲတဲ့သမီးလေးလဲဆိုတာတွေ့ဝိုက်ပြီးပြသသွားခဲ့တာပါ။အသက်ကတော့အခုမှ39ဆိုတော့40လောက်ကနေဘဝကိုစရင်လဲစမှာပါမဖြစ်နိုင်ဘူးဆိုတာတော့မရှိဘူးဆိုပြီးတော့စကားကတော့အသက်အရွယ်ကြောင့်အိမ်တော်ရေးကိုအတင်းအကျပ်မဖန်တီးစေခြင်းနဲ့သူ့ရဲ့ရင့်ကျက်မှုကိုဖော်ပြလို့သွားခဲ့တာပါအိမ်တော်ပြောတော့မယ်ဆိုရင်လည်းအရင်ပြောပါမယ်ဆိုပြီးတော့ပြည်သက်တွေအသိပေးမယ်လို့လည်းကတိကဝေပြုခဲ့ပါတယ်အခုခေတ်ထဲမှာတော့အသက်40နီးပါးအိမ်အောင်ပြုတ်မယ်ဆိုတဲ့ခံယူချက်ကတော့လူငယ်တွေကြားထဲမှာအတော်လေးကိုရေပန်းဆလာတဲ့ lifestyle တစ်ခုပါစင်ငယ်ဘဝကိုအပြေအဝခံစားမယ်မိဘတွေကိုအချိန်ပေးမယ်အချိန်တန်လို့အိမ်အောင်ပြုတ်ခဲ့ရင်လည်း